အလီနာဖက်ပြပေးမယ့်စာအုပ်လေးရဲ့နာမည်ကတော့ Live Life Justify ကျင်းနဲ့စွာနေထိုင်ခြင်းဆိုတဲ့စာအုပ်လေးကိုဖက်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။စာရေးသူရဲ့အမည်ကတော့စာရေးဆရာကိုသားတွေ့ဖြစ်ပါတယ်ရှင်။စာရေးသူရဲ့ရှင်တွင်စကားစာအုပ်လေးဟာ motivation ဆိုတာတဲ့ဘဝနေနည်းတွေကိုပြုစုထားတာဆိုရင်ပိုပြီးမှန်ပါလိမ့်မယ်။စာဖတ်သူတွေစိတ်ခွန်အားတွေဖြစ်စေဖို့ကျွန်တော်တို့လူငယ်တွေလမ်းကြောင်းမှန်ပေါ်ရှောက်နိုင်မှုဘဝမှာကျွမ်းတွေ့လာရနိုင်တဲ့အခက်အခဲတွေကိုရင်ဆိုင်နိုင်မှုရည်ရွယ်ထားပါတယ်။ကျွန်တော်ပါဝင်လူငယ်တွေမှာဖြစ်လေဖြစ်တာရှိတဲ့ပြဿနာတွေအခက်အခဲတွေလူတိုင်းသိထားရမယ့်စိတ်အာဟာရဖြစ်ဆက်နည်းတွေစတာတွေကိုပေါင်းစည်းထားပါတယ်။လူငယ်တွေအတွက်အထူးရည်ရွယ်စည်းစည်းထားတာဆိုပေမဲ့လည်းအရွယ်သုံးပါးအလုံးဖတ်နိုင်အောင်လို့အဖက်ဖက်ကရှုထောင့်ပေါင်းစုံကနေရေးသားထားပါတယ်။ဒီစာအုပ်လေးဖြစ်ဖို့အတွက်စာအုပ်တွေအများကြီးဖတ်ခဲ့တယ်။ကျွန်တော်ကိုယ်တိုင်လည်းစိတ်တမကြအောင်ဘလို့အခြေအနေဒီမှာဖြစ်ဖြစ်အတစ်ဖြစ်အောင်ကြိုးစားနေထိုင်ခဲ့ပါတယ်။ဒီຢာတွေကကိုယ်တိုင်သိရှိလာမှုတွေကြုံတွေ့လာရတဲ့အခက်အခဲတွေရှာဖွေတွေးရှိမှုတွေအလုံးကိုညံမီတလောက်တဆန်းတလောက်ကြိုးစားပြီးရေးသားထားပါတယ်။ကျေးဇူးတင်တဲ့အနေဖြင့်ကျွန်တော်ကိုစာအုပ်လေးတွေထုတ်ဖို့တွန်းအားပေးပြီးကျွန်တော်ရဲ့စာလေးတွေကိုအစဉ်တစိုက်အားပေးလက်ခဲ့ကြတဲ့ online ကကျွန်တော်ရဲ့ reader လေးတွေကျွန်တော်ကိုအမြဲ support ပေးကြတဲ့ special person တွေကူညီပေးခဲ့ကြတဲ့ညီအကိုတငယ်ချင်းတွေကျွန်တော်ကိုယ်တိုင်အတူယူခဲ့ရတဲ့သင်ဆရာမြင်ဆရာကြားဆရာတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဒီစာအုပ်လေးဖတ်ရခြင်းဟာစိတ်ခွန်အားဖြစ်စေတယ်အကျိုးရှိစေတယ်ဆိုရင်စာရေးသူကျွန်တော်ဝမ်းသာပီတိဖြစ်ရပြီဒီစာအုပ်လေးမှာလိုအပ်ချက်တွေရှိနေခဲ့ကြောင်းစာဖတ်သူအနေဖြင့်ခန်းစားခဲ့မိရင်လည်းပဲစာရေးသူကျွန်တော်ရဲ့အားနည်းချက်တွေတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောပြရစီကျွန်တော်ရဲ့စာအုပ်လေးတွေကိုဖတ်ရှုပြီးတဲ့အခါ review ရေးသားလိုလင်းဖြစ်စေဝေဖန်အကြံပြုလိုလင်းဖြစ်စေ Facebook account သားထွေ Facebook page သားထွေ creative writer တပ်ပုံများဖြစ်၎င်း Messenger ၌ဆက်သွယ်ရေး၎င်းရေးသားပေးပို့နိုင်ပါတယ်ခင်ဗျအမြဲပြုံးမှာစာဖတ်ပါစိတ်ခွန်အားပြည့်ဖြစ်တရေချင်းရှင်တတ်မှာချစ်ချင်းအားဖြင့်သားထွေကျင်းနဲ့စွာနေထိုင်ခြင်း quality time ဘဝမှာ quality time လေးတွေပိုင်ဆိုင်မိလားကိုပြန်မေးကြည့်မိတယ်ဟင်းမသိကြပါဘူး quality time ဆိုတာကကားအကောင်းစားကြီးတွေမုံမြွတိုက်ကြီးတွေအကောင်းစားဆိုတဲ့အစားအသောက်တွေနဲ့ဖြတ်တန်းနေရတဲ့အချိန်ကိုမဆိုလိုဘူး